ဒါဆိုရင်ကျွန်တော်တို့ဒါအခုကဆိုင်းဝဲပြန်လာတာဖြစ်ပါတယ်ဆိုင်းဝဲပြန်လာတဲ့အချိန်ကကျွန်တော်ဒီနှစ်ထိုးသွားတဲ့လမ်းမှာပေါ့နော်နှစ်ထိုးသွားခဲမှာပြုတ်ကြနေဒီကတော့ဟိုးမယ်ရှင်မောင်းတယ်ရောရှင်မောင်းတယ်ဆိုင်ကရောကားရောဟိုးမကားတည်းမကြိုက်တဲ့ကိုကြိုက်တဲ့မှာပြုတ်ကြသွားပေါ့ဗျာဘာမှလုပ်မရတော့ဘူးလမ်းကျွန်တော်တို့အခုဆိုင်းဝဲပြန်မလားဒီလမ်းဖြတ်ဖို့ဘယ်မှဖြတ်မရတော့ပါဘူးလိုက်ထွက်လာလူပါပါသွားလူပါပါသွားပါမဟုတ်တော့မောင်းနေအချိန်ကသူမောင်းနေအချိန်ပါလို့ဒီဟုတ်တယ်လူမသိဘူးဘာလို့တော့မှတကားဖွင့်လာလို့သူထုတ်သွားပြီဟိုးမလိုက်ထွက်တည်းအမေလမ်းကြိုက်ကြီးဖြစ်ပြီးကုံကျိုးပဲ့ကုန်တော့တရားဆက်ကပြက်ကြလေကွာဒါကြီးကနော်အောက်ကမြေကြီးပါဒါမဟုတ်ဒါဟိုပါပေါ့ကျွန်တော်ကြောက်လန်းနဲ့အပ်ပြီးတော့ဂျိုက်ကွက်ကြီးဖြစ်သွားတာဘဟုငလင်းတော့ဒါနဲ့တူတယ်ဘဟုငလင်းတော့ဒါနဲ့တူတယ်ချမောင်းတယ်ဟိုးမယ်တော့လမ်းသွားဖို့ကိုယ်ကမှဒီကားတွေမလုံးမဖြတ်မရတော့ပါဘူးဒီကားတွေရောကျွန်တော်တို့ဒီဆိုင်းကားတွေရောနောက်မှထိုးထားတယ်လမ်းနဲ့သွားတယ်လမ်းမရှိဘူးဖြစ်နေဒီနားမှာ